လွန်ခဲ့တဲ့နှစ်ပေါင်း900ခန့်ကရှေ့ခေတ်တစ်ချိန်မှာကျွန်တော်ဟာစပါဂက်တီချက်ခဲ့ပူပါတယ်တလုံးမီးယုံနေရှိသေးတယ်ဘယင်မင်းမြတ်ဟာအဲ့ဒီအရာတာကိုအလွန်မင်းဆွဲလန်းနဲ့တက်သွားပြီးအဲ့ဒီနေ့ကစလို့ကျွန်တော်ချက်တဲ့အစားအစာတွေကိုပဲတုံးဆောင်တော့မယ်လို့အမိန့်တော်မှတ်ခဲ့ပါတယ်ဒါပေမဲ့မဲတော်ကြီးကတော့ကျွန်တော်ကိုမယုံကြည်တာကြောင့်တမင်တကာကိုချက်ပြုတ်ပြန်ပွဲတစ်ခုကျင်းပစေခဲ့တယ်ကျွန်တော်လည်းပါဝင်ပစ္စည်းတွေရှိတဲ့နေရာကိုအမြန်ပြေးသွားခဲ့ပေမဲ့တခြားစပုံမှုတွေကအကုန်လုံးကိုလူယူသွားကြလို့တူဖူးအခြေအစလေးနည်းနည်းပဲကျွန်တော်တာကိုတွေ့လိုက်ရတယ်ဘာလို့ရမှန်းမသိအခက်တွေ့နေတော့မှပဲဘေးနားမှာစွန့်ပစ်ထားတဲ့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တချို့ကိုရုတ်တရက်တတိပြုမိသွားတယ်ဒီဟင်းရွက်တွေကမဲတော်ကြီးရဲ့သွေးအားနဲ့ယောဂါကိုကုသဖို့အတွက်အလွန်ကောင်းမွန်တဲ့အရာတွေဖြစ်နေပါတယ်အဲ့ဒါနဲ့ပဲဒီဟင်းရွက်တွေရဲ့တူဖူးရဲ့ကိုတုံပြီးသွေးအားကောင်းစေမဲ့စွပ်ပြုတ်တစ်ခွက်ချက်ဖို့ချက်ချအင်းမဲဆုံးဖြတ်လိုက်တယ်တခြားစပုံမှုတွေကပါဝင်ပစ္စည်းတွေကိုအဆင့်တင်ပြင်ပြီးစတင်ချက်ပြုတ်နေကြတာကိုကြည့်ရင်ကျွန်တော်လည်းချက်ချင်းပဲအလုတ်ဆက်လုပ်တော့တဲ့ဂျုံမုံတွေကိုခောက်ဆွဲဖြစ်အောင်အမြန်ဆုံးနေလိုက်ပြီးပြုတ်ထားတဲ့ဟင်းရွက်တွေကိုအားလုံးကြည့်ချလိုက်တယ်ဒါကိုမြင်တော့ဒိုင်လူကြီးတွေကဒီလောက်ရွှေရှင်းတဲ့ပါဝင်ပစ္စည်းတွေနဲ့တော့ဘယ်တော့မှမနိုင်နိုင်ဘူးဆိုပြီးကျွန်တော်ကိုလောင်နေကြတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့သူတို့ကိုဂရုမစိုက်ပဲကိုဟင်းရပုံမှာပဲအပြည့်အဝအာရုံစိုက်ထားခဲ့တယ်စီကြော်ထားတဲ့တူဖူးတွေကိုအိုးထဲထည့်ပြီးမွေးကြိုင်တဲ့အနံ့အသက်တွေတစ်ခွင်လုံးပြန့်လွင့်သွားတဲ့အထိလှော်လိုက်တဲ့အခါကျမှပဲသူတို့တွေကကျွန်တော်ကိုလူယူခံလိုက်ရတဲ့ sauce တွေနေရာမှာအစားထိုးဖို့တိုဖူး sauce ကိုကိုယ်တိုင်ချက်ချင်းလုပ်နေမှန်သဘောပေါက်သွားကြတော့တယ်မကြခင်မှာပဲကျွန်တော်ရဲ့ဟင်းရပြီးဆုံးသွားခဲ့ပါတယ်တန်ပွဲပြီးဆုံးကြောင်းခေါင်းလောင်းတန်မြည်လာတဲ့အချိန်မှာစပုံမှုအားလုံးလည်းသူတို့ရဲ့ဖန်တီးမှုတွေကိုပြင်ဆင်ပြီးစီးသွားကြပြီဒိုင်လူကြီးတွေကပထမဆုံးတခြားစပုံမှုတွေရဲ့ဟင်းရတွေကိုမြည်ဆန်းပြီးကျင်းတဲ့အားရစွာခေါင်းငယ်ရင်ထိတ်တန့်ရတာတွေဖြစ်ချီးမွမ်းကြတယ်အဲ့ဒီနောက်မှာတော့ဒိုင်လူကြီးတွေကဇွန်းတွေကိုကင်ပြီးကျွန်တော်ချက်ထားတဲ့စွပ်ပြုတ်ကိုစတင်မြည်ဆန်းကြတာပေါ့မေတော်ကြီးကအဲ့ဒီစွပ်ပြုတ်ပကံကိုမြင်မြင်ချင်းမှာပဲသူမရဲ့ကွယ်လွန်သူမိခင်ကြီးကိုတတိယသွားပြီးမျက်ဝန်းတွေချက်ချင်းမြင်မြင်လာခဲ့တယ်ဘာလို့လဲဆိုတော့ဒီစွပ်ပြုတ်ရတာကသူမရဲ့မိခင်ကြီးလက်ရအတိုင်းထပ်တူကြနေလို့ပါပဲအဲ့ဒီလိုနဲ့ပဲကျွန်တော်ဟာဘယင်ကြီးရဲ့တီးတန့်နန်းတွင်းစားပုံမှုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဘယင်ကြီးကိုသဘောကျနေတဲ့မှုမတ်ကတော့တယောက်ကမနာလို့ဖြစ်ပြီးကျွန်တော်နဲ့ချက်ပြုတ်ပြန်ပွဲရှင်ပြန်ဖို့ဆွတောင်းဆိုတာပြန်တဲ့တန်ပွဲအတွက်ဘာဟင်းချက်ရမလဲလို့စဉ်းစားနေတော့မှပဲကျွန်တော်ရဲ့လက်ထောက်ကအစီအိတ်အစင်းလာပါတဲ့စနိုးပလိတ်အမဲသားတုံးကိုရှာတွေ့လာခဲ့တယ်ကျွန်တော်ကောင်းတဲ့အကြံတစ်ခုချက်ချင်းရသွားတာပေါ့အမဲသားကိုပြသွားအောင်ထုရိုက်ပြီးအထက်ကအကြောတွေကိုတိတိကျကျဖယ်ရှားလိုက်တယ်နောက်ပြီးကြက်ဥတွေကိုဖောက်သမားအောင်မွေပြီးကြက်ဥရီပြုတ်လုပ်လိုက်တယ်အဆုံးသတ်မှဒါတော့အမဲသားရဲ့ဘေးတစ်ဖက်စီကိုဂျုံမုံကကြက်ဥရီထဲနစ်ပြီးအပေါ်ရန်လွာကောင်းကောင်းကတ်သွားအောင်ပေါင်မုံချောင်းမုံတွေနဲ့တိတိကျကျဖိကတ်လိုက်ပြီးစီပူပူလေးထည့်ကျော်လိုက်တယ်ဘေးထွက်ဟင်းရအဖြစ်ဟင်းရွက်တချို့ကိုလည်းကြော်ပြီး raspberry sauce ကိုပါပြုတ်လုပ်လိုက်တယ်မကြခင်မှာပဲအလွန်လက်ရမြောက်တဲ့အပြင်ပွားအမဲသားကတလက်တပွဲအစင်တစ်ဖြစ်သွားခဲ့ပါပြီအဲ့ဒီ steak ကိုဘယင်ကြီးစီဆက်တက်ဖို့တဲဆောင်သွားတော့မှာပဲကျွန်တော်ရဲ့ပြန်ဘက်ကရုတ်တရက်ရှိထွက်လာပြီးသူမရဲ့ဟင်းရကိုမိတ်ဆက်လိုက်တယ်ဒါပေမဲ့သူမအံ့ဩသွားရတာကဘယင်ကြီးဟာမကြသေးခင်ကမှတမားတော်ရဲ့အေးစာနဲ့အစိမ့်ချက်မကြေတာတွေကိုမတုံးဆောင်ဘူးတားမြစ်ချက်ကိုရရှိထားတာပါသူမခမညာဘာမှမတတ်နိုင်ပဲအိုတိုအန်နန်နဲ့ဘေးကိုဖယ်ပေးလိုက်ရရှာတယ်ဒါတော့မှတရားမျှတမှုရှိစေဖို့အတွက်ဘယင်ကြီးကတလုံးမီးစမ်းပြီးအရသာရန်ကောင်းတယ်လို့ရင်ကြီးကြီးမိတ်တော်မူခဲ့ပါတယ်ဒါကိုကြားတော့ကျွန်တော်ပြန်ဘက်ကကျွန်တော်ကိုအောင်နိုင်သူအလားလောင်ပြုံးပြလိုက်တာပေါ့ကျွန်တော်ဟင်းလျာကိုမြည်ဆန်းရမယ့်အချိန်ရောက်တော့ဒီဟင်းလျာကို sauce နဲ့တိုးစားရင်ပိုပြီးအရသာရှိမှဖြစ်ကြောင်းကျွန်တော်ကညင်သာစွာသတိပေးလိုက်တယ်ဘယင်ကြီးကကျွန်တော်အကြံပြုတဲ့အတိုင်းတလုတ်ကိုက်စားလိုက်တဲ့ခါမှာတော့ချက်ချင်းဆိုသလိုပဲစီကြောပူပူကြီးရဲ့ရှေ့မှာရောက်နေတယ်လို့မျိုးအသစ်ဆက်ဆက်အရသာကဘာတိကြီးတစ်ခုသူ့စီပွင့်လန်းသွားခဲ့ပါတယ်အပြင်ကကျွတ်ရွပြီးအထက်ကနူးညံ့အိစက်နေတဲ့အံ့ဩဝယ်အထီးတွေ့ရတာဟာသူ့တက်မှာတစ်ခါမှမမြည်ဆန်းဘူးသေးတဲ့အကောင်းတကအကောင်းဆုံးအရသာပါပဲမကြခင်မှာပဲဘယင်ကြီးနဲ့ဘေးနားကမှုမတ်တွေဟာကတော်ကြီးရဲ့ဟင်းလျာအကြောင်းကိုလုံးဝမေ့လျော့သွားပြီးကျွန်တော်ချက်တဲ့ဟင်းကိုပဲစိတ်တိုင်းကြမြေရှက်စွာတုံးဆောင်ကြပါတော့တယ်